အားလုံးပဲမင်္ဂလာပါရှင် Mind Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးမှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှ go for go to ဆိုတဲ့စကားလုံးလေးတွေကိုဘယ်နေရာတွေမှာသုံးလဲဆိုတာကိုဒီကနေ့ပြောပြပေးချင်ပါတယ်အဲ့တော့ဒီ example sentence လေးကိုအတူတူအရင်ဆုံးကြည့်ကြည့်အောင် I'm going a walk for a walk. I'm going a swim for a swim. I'm going the shop to the shop. I'm going a workout for a workout. I'm going the gym to the gym. Okay? So for နဲ့ to ကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတာကိုပြောပြပေးပါမယ် for ရဲ့နောက်မှာ activities လိုက်ပါတယ်လမ်းလျှောက်တယ်ရေကူးတယ်ကစားတယ်ဒီလိုမျိုးလုပ်တဲ့ activities တွေကိုပြောချင်တယ်ဆိုလို့ရှိရင် for ရဲ့နောက်မှာ activities လိုက်ပါတယ်ဒါပေမဲ့ go shopping shopping ထွက်တယ်ဆိုတဲ့ဥစ္စာကတော့ trend ချက်ဖြစ်ပါတယ် go shopping လို့သုံးရပါတယ်ဆိုတာကိုဒီနေရာမှာမှတ်ထားပေးပါအဲ့တော့ to ရဲ့နောက်မှာကောဘာလိုက်တာလဲ to ရဲ့နောက်မှာကတော့ place နေရာလိုက်ပါတယ် to the gym to the school okay အဲ့လိုမျိုး place နေရာလိုက်ပါတယ်အဲ့တော့ go for ရဲ့နောက်မှာ activities လိုက်ပြီးတော့မှ go to ရဲ့နောက်မှာတော့ placeနေရာလိုက်တယ်ဆိုတာကိုဒီကနေ့ရှင်းပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာ go for go to ကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and share လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြာလို့ရှင်ပြန်ပြီးတော့မှတွေ့ကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်